တခါလေးကြာရင်ကျွန်တော်တို့ကပတ်ဝန်းကျင်ကတိုက်ခိုက်လာတဲ့ဝေဖန်တန်တွေကဲ့ရဲ့ရှုံချမှုတွေအပြစ်တင်တန်တွေကိုကြောက်တတ်ပါတယ်ဒါပေမဲ့အဲ့လားတွေကတကယ်တော့တိတ်ကြောက်စရာမကောင်းပါဘူးတကယ်ဝေဖန်တိုက်ခိုက်တန်ကြောက်စရာအကောင်းဆုံးကကျွန်တော်တို့အတွင်းစိတ်ကနေထွက်ပေါ်လာတဲ့ဝေဖန်တိုက်ခိုက်တန်တွေပါကိစ္စရဲ့တစ်ခုလုံးမယ်ငါစီကံတကြနေတော့မယ်ငါအရက်ဖြတ်မယ်ငါစစ်လေးဖြတ်မယ်ဒါမျိုးစဉ်းစားလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့မသိစိတ်အတွင်းစိတ်တွေကနေအတန်ကြီးကြားရတတ်ပါတယ်အဲ့ဒါတော့လုံမနေပါနဲ့ကွာမင်းမလုံနိုင်ပါဘူးမင်းမဖြစ်ပါဘူးပျော်ပျော်နေစမ်းပါစသဖြင့်ကျွန်တော်တို့အတန်နေဆိုတာကျွန်တော်တို့မသိစိတ်ထဲမှာတစ်သက်လုံးကဲအောင်နေတဲ့ဟာတွေကကျွန်တော်တို့ကိုကောင်းပြစ်တင်ဝေဖန်တတ်ကြပါတယ်ဥပမာငါအခုလကစားအလုပ်ကနေထွက်မယ်ကိုပိုင်စီးပွားရေးစမယ်တေးကြပေါ့ခင်ဗျားတို့ရဲ့မသိစိတ်ကနေကျွန်တော်တို့စပြောပါလိမ့်မယ်မင်းဘဝပြတ်သွားမှာပေါ့မင်းပုံမှန်လစာလေးရှိနေတဲ့လုပ်ငန်းကနေယူမိုက်ထွက်ပြီးတော့စွန့်စားလုပ်ရသလားမင်းမလုပ်တင်ဘူးတကယ်လို့မအောင်မြင်ဘယ်လိုလုပ်မလဲမင်းစုထားတဲ့ငွေလေးပြောင်းသွားမယ်စသဖြင့်ကောင်းကိုကျွန်တော်တို့မသိစိတ်ကအတွင်းစိတ်ထီကနေကျွန်တော်တို့ဝေဖန်တိုက်ခိုက်ပါလိမ့်မယ်ဒါကဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ပြင်းနေတာလည်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ကမကောင်းမွန်တာလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အုံနှောက်တွေစိတ်တွေဆိုတာကဘာဦးအစလူသားတွေကမျိုးရိုးဗီဇတစ်လျှောက်မှာကျွန်တော်တို့အနေနဲ့ကင်းငြင်းချမ်းဖြစ်ဖို့အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ဒီဇိုင်းဆွဲထားတဲ့ပုံစံဖြစ်နေလို့ပါပဲကျွန်တော်တို့ဇီဝဗေဒမှာဆိုရင်အုံနှောက်ကကျွန်တော်တို့လုံခြုံတဲ့နေရာမှာထားဖို့အသက်ရှင်ရပ်တည်ဖို့အတွက်ပဲဒီဇိုင်းဆွဲထားတဲ့ပုံစံဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကိုလှုပ်ဆောင်ဖို့ကျွန်တော်တို့အရေးအချင်းတွေကိုပုံမကောင်းမွန်အောင်လုပ်ဖို့ development တွေလုပ်ဖို့အတွက်ဒီဇိုင်းဆွဲထားတာမဟုတ်ပါဘူးဒါကြောင့်မို့လို့အဲ့ဒီဇီဝဗေဒဖြစ်စဉ်အရာပဲဇီဝကာမဖြစ်စဉ်အရာပဲကျွန်တော်တို့ကျွန်တော်တို့ ਨੇ မရင်းနှီးမဲ့ကျွန်တော်တို့မကျွမ်းကျင်တဲ့ကျွန်တော်တို့ comfort မဖြစ်တဲ့နေရာတစ်ခုကိုယုံထွက်တော့မယ်ဆိုရင်သူတို့ကကျွန်တော်တို့ကိုအနေနဲ့ကောက်ဝယ်ပေးတဲ့အနေနဲ့တားဆီးကြတာဖြစ်ပါတယ်ဒီလိုတားဆီးတာကိုကျွန်တော်တို့ရဲ့ခိုင်မာတဲ့စိတ်သက်ခိုင်မာတဲ့ရည်ရွယ်ချက်တေချာရှင်းတဲ့လမ်းကြောင်းနေနဲ့ပဲကျွန်တော်တို့ကတွန်းလှန်ပြီးတော့ဖောက်ထွက်ရတာဖြစ်ပါတယ်နောက်မို့ဆိုလို့ကတော့ကျွန်တော်တို့အတွင်းစိတ်ထဲကနေတိုက်ခိုက်လာတဲ့စိတ်တွေဖြစ်ပေါ်လာတဲ့စိတ်တွေကနေကျွန်တော်တို့နောက်ပြန်လန့်ကျသွားနိုင်ပါတယ်ဒီချိန်မှာတော့ကျွန်တော်တို့အကောင်းဆုံးနည်းရတော့အဲ့စိတ်တွေကိုလိုက်မခံစားဘဲနဲ့ကျွန်တော်တို့စောင့်ကြည့်သူတယောက်အနေနဲ့နေတတ်ဖို့လိုပါတယ်။အော်ငါစိတ်ကတော့သူ့ရဲ့သဘာဝတရားအတိုင်းဇီဝကာမဖြစ်စဉ်အတိုင်းငါ့ကိုတားဆီးနေတာပါလား။ဒါတွေအမှန်တရားမဟုတ်ဘူး။ငါရဲ့အတိတ်ကဖြစ်ရက်တွေငါအတိတ်ကကြာရှုံးခဲ့တာတွေကိုရောင်ပြန်ဟပ်ပြီးတော့ငါတို့တတိပေးနေတာပါလားဆိုတာကျွန်တော်တို့သိလိုက်ဖို့ပဲလိုပါတယ်။အဲ့ဒီအခုလက်ငင်းချက်ချင်းကျွန်တော်တို့မကောင်းပြောလာတဲ့ဟာတွေစိုးရင်ပူပန်စိတ်တွေကတကယ်တော့ပြစ်စုံပန်တဲ့တစ်ခါကြိုင်မဆိုင်တတ်ပါဘူးအတိတ်ကကျွန်တော်တို့ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရက်တွေကနေရောင်ပြန်ဟက်လာပြီးတော့မင်းအရင်တော့လုတ်ခဲ့တယ်လေမအောင်မြင်ပါဘူးမင်းအရင်တော့လည်းဂျင်သွားမယ်ပြောတယ်တလတောင်ပြည့်အောင်မသွားခဲ့ဘူးစသဖြင့်ဖြစ်ပျက်ခဲ့တဲ့ဟာတွေကိုရောင်ပြန်ဟက်ပြီးကျွန်တော်တို့ပြန်လေ6လန့်နေတာပဲဖြစ်ပါတယ်အခုပြစ်စုံပန်နဲ့ဘာမှမဆိုင်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့အုံနောက်ကျွန်တော်တို့စိတ်ကလည်းကျွန်တော်တို့ကိုကာကွယ်ပေးဖို့အတွက်တဘာဝတရားတိုင်းလှုပ်ဆောင်တာဖြစ်ပါတယ်ဒါကိုပဲကျွန်တော်တို့ကလက်ခံမယ်နားလည်ပြီးတော့ကျွန်တော်တို့ဒါဘယ်လိုအကောင်းဆုံးကြော်သွားမလဲဆိုတာကျွန်တော်တို့ရင်ဆိုင်တွားရမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်